Hello မင်္ဂလာခင်ဗျာဒီကကြတော့ Alpha 2000 MZG Grade 2 တော့မှာနော်ကျွန်တော်ဆိုနာရှင်းနောက်ပတ်လည်နေရှိမယ်ဟုတ်ကဲ့နော်ဒီကောင်လေးကတော့တော်တော်မိုက်ပါတယ်အတိုင်းဟုတ်ကဲ့နော်ဆိုနာလေးပြထားပေးပါတယ်ကျွန်တော်ကျွန်တော်ဒီမှာ follow လေးပါမယ်နော်ဟုတ်ကဲ့ပါခင်ဗျာ2 week နော်2 week ပါခင်ဗျာဟုတ်ကဲ့ပါဒီကောင်လေးကအလွိုင်းလေးပဲမှားပါနော်အလွိုင်းလေးပဲမှားပါမယ်အလွိုင်းလေးမှားပါမယ်မိကြောက်လေးပါမယ်ဟုတ်ကဲ့ခင်ဗျအဲ့ဆိုရင်ကျွန်တော်အထဲပြိုင်မယ်နော်ဟုတ်ကဲ့ဒီကောင်က slide 3ချက်ပါပါတယ်နော် slide က2ချက်အမှ2ချက်ပြထားပါတယ်ဟုတ်ကဲ့ CRM ဘောလုံး2ဖက်ပါမယ်နော် CRM ဘောလုံး2ဖက်ပါမယ်ဒီလို3,000ဝန်းကျင်ရှိပါမယ်နော်ဟုတ်ကဲ့ခင်ဗျဒီကောင် OTP ရှိမယ်ကျွန်တော် file 1တစ်ခုဖြစ်တယ်နော် file 1ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တစ်ခုပြပေးမယ်နော်ဟုတ်ကဲ့အပေါ်တစ်ခုထပ်ပြပေးမယ်ဟုတ်ကဲ့နော်ဒီပေါ်မှာ file 1ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာစံရူပါမယ်နော်ဒီကောင်စံရူပါပါမယ်ဟုတ်ကဲ့စံရူပါမယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာနော်ဟိုနောက် slide တစ်ချက်ပါကျွန်တော်အောက်ဖက်မှာလည်းကျွန်တော်တို့ထိုင်ပွေးရှိမယ်ကျွန်တော်တို့ဒီမှာရင်းလေးဖွင့်ပိတ်ရှိမယ်ကျွန်တော်တို့စံရူဖွင့်ပိတ်ရှိမယ်နော်ဒီကနောက်ဖက်ပါခင်ဗျနောက်ဖက်မှာကြာရင်ကျွန်တော်တို့ထိုင်လေးကအားလုံးကကျွန်တော်တို့ဖြူလေသားတွေပဲနော်ဟုတ်ကဲ့ဒီကောင်ခါတိပီပါမယ်ခါတိပါမယ်ကျွန်တော်တို့မုံဖွင့်ပိတ်ရှိမယ်ဒီကျွန်တော်တို့ aircon roundness aircon ဖွင့်ပိတ်တွေပါညာရှိမယ်နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ဒီကနောက်ဖက်ကပါခင်ဗျာနော်ဟုတ်ကြည့်လို့ပဲလို့ဒီကျေးဇူးပါ